ပကံဟိုတယ်ပါဒီဘိုက်လေးနဲ့ရှောက်နေပါမယ်မနေ့ညနေက4 နာရီလောက်မှာဟိုတယ်ကိုရောက်တယ်ဟိုတယ်ရောက်တော့မနေ့ကတောင်ကလည်းတက်ထားတော့မလဲနိုင်တော့ဘူးဒီကလည်းပင်ပန်းသွားတယ်အဲ့ဒါဒီနေ့မနေ့မှာရှောက်လေပါမယ်ရောင်းလာလားရောင်းတယ်လေးမှာဟုတ်လားလဲဝါကြီးလေးဆက်တော့ပါလားဗျာရောင်းတော့ဒီကနေသွားရင်မြို့သစ်ဘက်ကိုသွားတာနော်ဒီဘက်ရောက်ရင်လေချိုးတိုင်းမြို့သစ်မှာကျတော့ဘယ်ဖျားရှိသေးတယ်မှာမြို့သစ်မှာမောင်လေးမြို့သစ်သွားတဲ့လမ်းဒီဘက်ရောက်ရင်ပဲချိုးလိုက်ရင်မလူအားတို့မြားစီဒီတို့စိမ့်ရတို့လောကနန္ဒာမဟုတ်ရမြားစီဒီစိမ့်ရလောကနန္ဒာ9စုလောက်တော့ရှိရနော်ဒီဘက်ရောက်ရင်ပဲချိုးလိုက်ရင်ဟုတ်ကဲ့လောလောဆယ်အဲ့ဒီဖျားတွေကိုအရင်သွားဖူးမို့ဒီနေ့ကပြီးတော့မှနောက်နေ့ရတပြေးနီးရသွားပတ်ဖူးမယ်ဟုတ်ကဲ့ရတဲ့ပတ်ထွက်လေရအောင်ဘာထွက်ချင်ဒါပါကားရမ်းကြလေမာရစကားမာရစကားဘယ်မှာကူရဒီကနေပဲရိုက်လိုက်တော့မယ်ခဲဝင်ရထားအောင်ဆိုလာပါလေနောက်လို့ဆိုင်ငယ်ရက်ပြီးတော့ပြန်လာရိုက်ကြပါခဲဝင်လို့မရဘူးဆိုတော့ထောင်ပြရမှာဆိုတော့လူဒီပဲနောက်ကနေကြကြီးနေပါဘာတောင်မှာတော့လည်းနေကြပဲဒါပေမဲ့သူကအာနေကြတယ်တတိလေးတွေအများကြီးပဲပုပ်ဘာတောင်တောင်မကြီးကိုရောက်တဲ့ဒီနေကြတော့ဒါစားတဲ့နေကြပါ
ကတော့ပကံနဲ့မြင့်မြို့စင်တဲမှာပါဒီကြည့်လေးဆိုရှင်လေအဲ့လိုလေးလောက်ထား စီရပြန်တယ် ရတယ် ဒီကောင်လေးဘယ်လောက်လဲ ကတည်းကတောင်းမှာတခု တက်လေကိုက်ပဲရှိတယ် တက်လိမ့်မယ် ဒါကအနော်ရထားပဲထင်ပါလေပီတိကတ်တွေပိုက်ထားရဆိုတော့အဲ့ဒါကျန်စစ်သားထင်တာလေလမ်းကြီးတိုင်လာတယ်ဟာလမ်းအရှင်မလားလမ်းယူရရင်ကောင်းပါမယ်တော့တော့ပကံကိုပေါ်နေမြင်ရပါပြီကဲမြို့ကဲဖျားတွေအိုးတူရင်တော့ဖြစ်နေတယ်ပကံတစ်မျိုးလုံးကိုဒီကနေမြင်နေရပါတယ်ဒီဝါလာပြီနော်ဒီမပြီးတော့ ဒီပုံကတော့ရှမ်းပူလောင်ပါနဲ့ဒီမှာကြာကွက်ဆော့လို့ရတယ်ပေါ့နော်ကြာထိုးလို့ရငန်းကအေးထိုင်လို့ရအိုးလာလိုက်တော့ဟာဒီဘက်ကြည့်ကြည့် လိုက်တယ်ဒီနေရာလဲချိန်တော့ဒီနေရာပဲဒီပေါင်းပကံကလေကိုအဝါကြီးရှူလိုက်นี่ว่ะ ဟိုမှာကြံသေး โอ้เปี่ยนငါတို့ကဟိုးဘော်ဒီမရောက်ဘူးကြည့်လား ရောက်တယ်လေဟိုးပေါ်ကကြောကြည့်လိုက် ဟမ်ဟောဒီလေးကလေးကနေပြန်ဆင်းလာဒီကလေးကဘယ်နာခဏလေးဆင်းရဟုတ်ပါ လိုက်တယ် โอ้ ဟိုင်ဟာ ဒီနားတွေလေတပ်ပုံရိုင်းတို့တာဒီဒီလေးလေးတွေ ကဲကျွန်တော်တို့ပကံနဲ့မြေပေါ်စင်ရနေပြန်ထွက်လာပါပြီတန်ကူရဖေရဘက်ကနေယူတဲ့ဘက်ကိုတော့3စီဘူးအေဒီ300ကိုတည်ခဲ့တယ်တရား3စီဘူးရောက်နေတယ်တရားရဲ့သမိုင်းကိုတီးကြမတီးသေးပါဘူးမေးလို့ရရင်တော့မေးကြည့်ပါမယ်ဘာပဲမသိဘူး
ရားသုံးပြီးတော့အင်းလေးဘုရားသမိုင်းနဲ့ရေးထားတဲ့ထင်ရဘုရားသုံးစုဘုရားဟူသောအမည်မှာကုဘုရားသုံးစုတွဲလျက်တိဆောက်ထားသည်ကိုအစွဲပြုပြီးခေါ်ဝေါ်ကြခြင်းဖြစ်တယ်ကွန်းတောင်ပေါက်ကုစီရီငယ်သုံးစုအားရင်းကြံပေါင်းကူတန်းတွေဖြင့်တစုနှင့်တစုဆက်သွယ်ထားရှိတယ်အရှိနှင့်အလဲစုတွင်ဒါလက်ရမြောက်စွာရေးဆွဲထားသောနိုင်ငံပကြီးလက်ရများကိုတွေ့ရှိရတယ်။နောက်ခုစုတွင်လုံးဝရေးဆွဲမထားသည်ကိုလည်းတွေ့ရှိရတယ်။အလဲစုတွင်ရေးလက်စပကြီးများကိုတွေ့ရပြီးအနောက်စုတွင်လုံးဝရေးမဆွဲထားပဲဆွဲစဉ်ကာလကတစ်စုံတစ်ခုကြောင့်ရဆိုင်လက်ရဟန်ပြုပါတယ်။နိုင်ငံပကြီးလက်ရနှင့်ပိတုကလက်ရအရာ73ရာစုခေတ်လက်ရဖြစ်ကြောင်းလေးလာသိရှိနိုင်ပါတယ်။ဒီဒါဆိုရင်တော့ဘုရားရဲ့တမိုင်းအချင်းကိုတော့ဒါနည်းနည်းတော့သိသွားပြီပေါ့နော်အထဲကိုဝင်ကြည့်မယ်ဒီအပြင်အင်္ဂလိပ်ပိုင်းကခဏဟောပူလာတယ်။နာရပြပတိ ဟောနားတရားပတိ ။ ဘယ်ဖရားလဲ ဟိုဘနာလေဟိုဘနာပြကြီး ဩဟုတ်ကဲ့ပါ ဒီလာနေတော့ဟိုပြကြီး ဟုတ်ကဲ့ အဲ့အပြင်စက်ကူပါပြီးတအားလာတာဒီအင်္ဂလိပ်ပိုင်း ဟုတ်ကဲ့ ဒီဖျားတော့တော်တော်များများပျက်စီးနေပြီ ညာပျက်စီးနေနော်သူကဗကန်ခေတ်နောက်ပိုင်း73ရာစုတော့ဗကန်ခေတ်နောက်ပိုင်းရောက်သွားတာပေါ့နော် ။နောက်မှဟုတ်တယ် မုံငိုတက်တီရောက်လာတဲ့အခါမှာတော့ဖះနှစ်စုပဲနိုင်ငံစေးရေးပကြီးတွေကဆွဲလို့ပြီးသေးတယ်အဲတော့ကျန်တဲ့ဖះတစ်စုကနိုင်ငံစေးရေးပကြီးတွေကမဆွဲလိုက်ရဘူးပေါ့နော်အဲတော့နောက်ဒါရှင်တီတာပမောက်ရဲ့နော်တဏ္ဍမရေးရကောင်းမှုကြောင့်မုံငိုတက်တီနောက်ဆုံးပြန်ဆုတ်သွားခဲ့ရတယ်ပေါ့ဗျာဒါဒီဖះကတော့နောက်ဆုံး73ရာစုပကံခေနောက်ပိုင်းမှာဆောက်လက်စာဆွဲလက်စာကြံရခဲ့တဲ့တရားတစ်စုဒါကလေးမျက်နှာဖះပါအရှိမဟုတ်လက်ကွမ်းအောင်ပေါ့ဖះတစ်စုဖြစ်တယ်950နဲ့ဗုဒ္ဓဝင်950နဲ့ဗုဒ္ဓဝင်စက်ကွဲနိုင်ငံစေးပကြီးဒီနဲ့မှင်းစားရရှိတယ်နိုင်ငံစီးပကြီးတွေကိုတော့ထင်ထင်ရှားရှားတွေ့ရပါတယ်ဒီလေးမျက်နှာဖះကခရစ်နဲ့1223ခုနှစ်မှာအမတ်ကြီးမဟာသေနပတိအနန္ဒသူရမောင်နှံကလူတန်းခဲ့တယ်လို့ဒါရေးထိုးထားတဲ့ကြောက်စာရေးရသိရှိရပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဗုဒ္ဓဝင်ပြတ်ဟောဒီထဲမှာဆိုရင်ဗုဒ္ဓဝင်ဇက်ကွက်နိုင်ငံစေးပကြီးညာနဲ့
မင်းသားတွေတော်တော်များများကိုတွေ့ရပါတယ်တကယ်ရောက်လာတာဒီလိုပုတ်ဖက်တွေစီးလာတာတော့အဆင်မပြေပါဘူး။ဘယ်ရတဆူနဲ့တဆူလိုက်ထွက်လိုက်နေမှာချွတ်လိုက်တက်လိုက်နေချိန်ကြပါနဲ့ဟမ်ဒီလိုချိန်ရလေးတွေစီးလာရင်ပို့ပြီးအဆင်ပြေပါလေ။လာလေးပြောချင်တာပါ။ဒီဖက်ကပျောက်မှလည်းစိုးရသေးတယ်။ပျောက်တော့မပျောက်တော့ပါဘူး။ Okay ဒီဘက်ပေါ်ပဲထားခဲ့လိုက်တော့အခုကျွန်တော်ရောက်နေတာကဓမ္မရစကစီရီနော်စီရီရဲ့တမိုင်းကြောင်းတည်ရည်အခန်းကရေးခဲ့တဲ့စာရေးဖြစ်မယ်ထင်တယ်။ဘာရေးထားလဲတော့မသိဘူး။ချို့ဆိုလည်းပျက်စီးနေမရှိတော့တချို့ဆိုလည်းနည်းနည်းကြံသေးတယ်ဒီဖရားကဒါရွှေစည်းကုန်းနဲ့စင်တူတဟန်ရှိတယ်လည်းနေကူပဲမဲ့မာကဒီကတိုက်နေတော့တားအိပ်ဖို့လို့မခံစားအောင်ဖျားဖို့လို့အဆင်ပြေတယ်အဲဒီဘေးပတ်ချလဲမှာထနှောင်းမင်းနေရှိမယ်ဟောကပါပဲနေဆိုထနှောင်းမင်းနေရှိမယ်တမားမင်းနေရှိမယ်ဒါစကူပန်းမင်းနေရှိမယ်ခရီးပင်လားမသိဘူးခရီးပင်နေရှိမယ်ဒီမှာတမာပင်ကြီးရဲ့ဒါမကြီးပင်ကြီးရှိနေဟိုဘက်ကထနှောင်းပင်ရှိမယ်အေးနေရပဲငှက်တန်ကြီးနေဟုတ်ပြီငှက်လေးပါငှက်လေးတွေညနေတော့ကောင်းခဏထိုင်ရအောင်အေးကဲအားတော့ဒီမှာဖျားပေါ်ဒီတက်လို့ရမယ်ထင်တယ်အခုတော့မှပေါ်မတက်ရလို့ရေးထားတယ်အညာတမဝါတာတာတဲ့ မာရစကဖရာဘက်ကနေတင်ဖို့ဟောနေလောကနန္ဒဖရာတောက်မယ်
ပြီးရင်တော့နေ့လေးကစားမယ်ပေါ့ဆိုရင်လောကနဲ့တာစေတော်မြတ်ကိုရောက်ပါတော့မယ်ဝါသာနေလိုက်ပြီဒီဆိုရင်လောကနဲ့တာစေရီရဲ့ဘဝကိုရောက်နေပါပြီအခုလာတဲ့လူတွေလည်းများပါတယ် တမ်းပြရတယ်ပြရတယ်မင်းစားလို့ရတယ်လက်ဖက်သမင်းတို့ပုံးသမင်းတို့ရတယ်အဲ့ဒီအောင် ကြည့်လို့လဲ ရှိတယ်ပြောတယ် ရှိတော့ ဝါဝင် ဒီရတယ်ဘယ်လိုဒီမှာပုံကြီးကြီးပြင်းပြရှိလို့ဒီနဲ့ရတယ် ကျဝင်ဟိုဘက်တက်မှာတရားမတက်ဘူး ရိတ်တယ်စားတယ်ဝါလိုက်တာ
လောကအနန္တစီရီယာနော်ယထာမင်းရဲ့ဆွေတော်ဘာလေးစုတဲ့ကဆက်စုကဒီရဲ့စင်ပြူနဲ့အတူဒီနေရာမှာကိန်းမွတ်ခဲ့တဲ့အတွက်စီရီကိုAD 1059ခုနှစ်မှာဒါပြူမြန်မာပြည်သူကလက်ရ2မျိုးနဲ့တည်ထားခဲ့တယ်လို့သိရပါတယ်ဒီနေရာကညနေဘက်နေဝင်စည်းစားတွေတော်တော်များများလာကြည့်ကြပါတယ်ဒီနေရာကနေဒီအရာကြီးကြီးရဲ့အလှရဲ့နေဝင်သွားရဲ့အလှတယ်ဒါကလည်းတော်တော်ကြီးကောင်းပါတယ်ဒါအခုကတော့2 နာရီလောက်ဆိုတော့ဖျားဘူးရဲ့လူတွေတိတ်မရောက်သေးဘူးညနေနေဝင်စည်းစားကြည့်ချိန်မှလာကြမယ်ထင်တယ်လာပါလေကနေဒါဒီရနေကျန်တဲ့ထပ်ပါလာပါပြီမနူကဘုရားဘက်ကိုသွားပါမယ်တိတ်ညက်အမဘုရားကကူဘုရားအမျိုးသားပုံစံဖြစ်ပြီးပကံ6ကားလမ်းမပေးမြင်းကပါရွာရဲ့တောင်ဘက်စိတ်ညက်ညီမဘုရားနဲ့အတူတိုင်းတစ်ခုအတွင်းမှာတည်ရှိတယ်။စိတ်ညက်ခုဘုရားကိုစိတ်ညက်ညီမမင်းသမီးတော်ဦးမအမဖြစ်သူက17ရာစုတွင်တည်ထားခဲ့ပါတယ်။သို့တော်လည်းပြည်သူကလက်ရပုံစံကိုထောက်ဆလျင်73ရာစုပြည်သူကလက်ရဟန်ပန်ဖြစ်တယ်လို့ယူဆကြပါတယ်။ပနက်ပုံစံမှာ4000ပုံစံဖြစ်ပြီးအမဝင်မုတ်၄ဘက်နှင့်အရှိဘက်တွင်အာယုံခံမုတ်ထားရှိထားပါတယ်။အပေါ်ပြည့်စင်အဆင့်ဆင့်တွင်ဒေါင်းဆိုင်စီရီနက်လီကားများနှင့်ခွန်းထောင်လည်းပါရှိပါတယ်။ရင်ကူဘုရားအနီးကပ်လျက်တွင်စိတ်ညက်ညီမစီရီလည်းရှိပါတယ်မနူဝါဘုရားကတော့တထုံပြည့်ရှင်မနူဝါမင်းကခရစ်နှစ်1059ခုနှစ်မှာအနော်ရထာမင်းကြီးရဲ့စစ်တုပ်ပန်းအဖြစ်အကျဉ်းချခံရစဉ်ကတည်ထားခဲ့ခြင်းဖြစ်ပါတယ်။ကလာကြောင်းကံဖြစ်ပြီးတော့ပြည့်စည်ရများအပေါ်တွင်ဘောဓိပိက္ခယတရား38ပါးကိုတရုတ်ဘော်ကဇေဒီငယ်38စုကိုတည်ထားခဲ့ပါတယ်။ဘုရားလေတွင်ထိုင်တော်မူဆင်းတုတော်ဒီတဆူနှင့်ဒီတစ်ဖက်တစ်ချက်တွင်ဆင်းတုအလက်တဆူစီရှိပြီးအနောက်ဘက်တွင်ပြိဋိဘံစံတော်မူခံပြင်ပင်သားလျောင်းတဆူတည်ထားခဲ့ပါတယ်။ဆင်းတုတော်များမှာနိုင်ကူတော်နှင့်ဉာဏ်တော်အချိုးအစားမမျှပြည့်ကျက်လျက်ရှိပြီးတိဆောက်သူမနူဝါမင်းကြီးရဲ့စိတ်ခံစားချက်ကိုတရုတ်ဘော်တိဆောက်ထားဟန်လည်းရှိပါတယ်။
လို့ပါဒီလိုတွေလာပြီးမြန်မာရိုးရိုးလုံးကမိသားစုတို့မှာလူငွေ1000ကျပ်လာရလို့ရပါလိမ့်မယ်ဒီလိုကွယ်လွန်သူမိဘသားနဲ့မောင်လေးမောင်ကျော်ရှင်းလို့ပါလာရလို့ရပါလိမ့်မယ်ဟာလို့ဦးကျော်ဟိမိသားစုတို့မှာရသည်ရာဒီရွှေတွေကတိုက်ယူရတာတွေ့လူတော်ကိုနားပါဗျာဒါရမယ်ပါဗျာနာလို့ဘုရားမိသားစုတို့မှာရသည်ရာဒီရွှေတွေကတိုက်ယူရတာတွေ့လူတော်ကိုနားပါဗျာဒါရမယ်ပါဗျာရကုန်မြို့တော်ကြီးကြီးမိသားစုတို့မှာရသည်ရာဒီရွှေတွေကတိုက်ယူရတာတွေ့လူတော်ကိုနားပါဗျာဒါရမယ်ပါ拿把里头也蛮多的，拿把里头嘛是对吧？ဒါတော့ UNESCO အတားဝင်နေတဲ့decorate ဖြစ်ပါတယ်မိသားစုတို့ကလူတော်ကိုအားရတဲ့အားရပါဗျာဒီလိုမျိုးပကံရှိခင်းလေးတွေအဲ့ဒါလေး ဒီဘောကပါလေးတွေနဲ့ တဲ့အေးရပြီမြစ်တဲ့ ညောင်မြင့်ကဲ တဲဘူးလေးတွေဦးလေးဒီမှာချပြတာအဲ့လိုတဲလေးတွေကတ်တဲရရောင်းဆုံးရှိတယ်အဲ့ဒီတဲအရောင်ဆိုရင်ဟိုဘက်ကဒီအလဲအရာ ကတ်တာကပါနဲ့ဒါနဲ့ကတ်ကောနဲ့ ပဲကတ်တာဟုတ်တယ် သုံးခုပဲသုံးတာ အဲ့ဒီမျိုးပဲအဲ့ကောပဲဒီကစီးရဲတဲ့အဲ့ကောပါတယ် အရောင်ဆက်တော့ပါဦးလေးပါနဲ့ဆက် ဟမ်အရောင်ကတော့ဒီငါတို့ဒီလိုစီသေးဘူးတွေနဲ့ စီသေးဘူး ဒီလိုစီသေးဘူးကာလာဆောင်ရောင်ဆောင်နေအဲ့ဒါကိုဒါစင်လိုက်ဝယ်တာပေါ့အဲ့ဆေးဘူးကဈေးကြီးတာပဲအဲ့ကောလဲဈေးကြီးတယ် ဟိုနောက်ကဥစ္စာလေးရလှတယ်နော်အယောင်တော့အသက်ဝင် ဒါလေးတွေကြာရင်1000ခွဲနေပေးပါဒါအပြင်မှာ2000လောက်ရှိပါတယ်အနည်းဆုံးရောက်တဲ့နေရာမေးကြည့်နော်အမှန်မှန်ပေါင်းတစ်ချက်ကိုဦးလေးတို့6000ကျော်ပေးဖို့မန်လေးဈေးတွေမန်လေးမျိုးပေါ်ဈေးတွေ6000မှာဒီနေဈေး ဟိုနောက်ကမှန်ပေါင်တွေကတစ်ချက်ဘယ်လောက်ရှိ အဲ့ဒါလေးတွေကြာရင်ငါတို့ရှော့ရောက်မယ်ဒါလေးတွေကြာရင်3000ခွဲတယ်ပြီ ဟော အဲ့ပေါင်းလဲလို့ကျင်3000ခွဲနေ လှတယ်နော်တော်တော် အပြင်မှာ3000ခွဲမကောက် ဟုတ်တယ် ရောက်တဲ့နေရာမေးကြည့်ကိုယ်တိုင်ရေးတာလေဦးလေးမီးလေးချက်ဆွမ်းတယ် ရ မီး ပါ လင်းလင်းတယ်လို့မဟုတ်မီးလင်းလင်းတယ်လို့ပို့ပြီးတော့စားတယ်မီးကလင်းနေတယ်ထပ်ပြီးတော့စားတယ် ဟော မီးလေးလင်းလင်းတယ်လို့ပို့ပြီးတော့လှ ဟုတ်တယ်လှအပြစ်မှာပူလှတယ်ပြား ဟုတ်တယ် ဗီဒီယိုထဲမှာသိမှာ ဆိုလာမီးလေးထပ်ပြ နေဝင်ပြီးလာလာလေး ဟုတ်တယ်ဒိုင်တင်လေးနဲ့မီးရောင်လေးဒါမျိုးလေးတွေပဲငါဒီမီးရောင်လေးနဲ့ထိလိုက်ရင်လည်း ဝမ်းနေ ဒါမြန်ကြီးပြရတယ်အနန္ဒပြရတယ်တိုက်ကြီးပြရတယ် လာပါလေစီးရထက်လာတယ်စီးရအမေကြီးလည်းကားရှိနေတယ်ပါပါ အခုမှမမြန် ကားရှိနေတော့ပါပါရယ်သူမင်းကြီးတော့ပါပါရယ်ဘယ်တော့သာပါပါပါဟုတ် စာလေးတက်တာလေ ကားရလေဆိုင်ရ အဲ့ဒီတောင်းလို့ဆိုဝယ်လို့ပါတယ် အော်တော့မယ်ပေါ့ ဒီကောင်ကပြောင်းမှာပါဖူးခါလို့ တန်းတော့ပဲပေါ့အဲ့လေလို့ ရောရင်တက်ချစ်အဲ့လေလေးတွေထောင်းလေးတွေကိုကြိုက်တာကိုယူပြောငါဒီယူကြည့်ရောက်အဲ့ ချဲ့ရတယ်မ အပြင်မှာ2000လောက်ရှိပါတယ်အနည်းဆုံးရောက်တဲ့နေရာမေးကြည့်ကိုကြိုက်တဲ့ပုံလေးအဲ့သေးလေးနဲ့က ငါလေးနဲ့ဆို ဗီဒီယိုမီ ကိုလေးပဲ ဒီ
တော့မှာပဲမှလိုက်ခဲ့တဲ့သူလည်းတော့မှသူလည်းသူနောက်လိုက်တက်နေပါပြီကြာခင်ကြည့်ဝင်တော့ပါမယ် ဒီကိုရိုက်ပြအောင် ရရ ဒီလားရဒီလားပါပဲ ဒီနာတော့ နေ ဒီတိုင်းနဲ့လာ နေဝင်စီးတာတော့ကြည့်ပြီးတော့ပါပြီနေဝင်အမြင်နဲ့1မိနစ်တောင်မကြာစက္ကန့်30လောက်ဒီကချက်ချင်းကိုတန်းဝင်သွားတယ်နော်နေလည်းဝင်သွားတော်တော်များများဟုတ်လားပြန်ကုန်ကြပါပြီကဲဒီတစ်ခါပကံကတော့နေဝင်ချိန်ကိုသေချာလေးကြည့်လိုက်ရတယ်ရိုက်လိုက်ရတယ်ပေါ့လေတန်နေကဲအခုတော့ဟိုတယ်ကိုပြန်တော့မယ်ရေချိုးမယ်ညသာစားမယ်အိတ်မယ်အားလုံးပဲဒီပကံနေဝင်ချင်းစီးစာ vlog လေးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Okay နောက်ထပ် vlog မှာပြန်လည်ဆုံတွေ့ကြမယ်